မိတ်ဆွေတို့ငပြောသီးဝယ်မယ်ဖြစ်ဖြစ်ဒီနံနေပဲဝယ်ဖြစ်ဖြစ်ဒီသီးတွေကမှဲ့စည်းတွေတုံးထားတာမှဲ့စည်းတွေပေါ့နော်ဒီရင်းမှဲ့စည်းတွေတုံးထားတာဆိုတော့မှဲ့စည်းဆိုတာဘာလဲကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးမယ်ဆိုတော့ဗျာမှဲ့စည်းကိုမပြောခင်မှာမှဲ့စည်းမလုပ်ခင်ကကျွန်တော်တဘာဝအတိုင်းရင်းမှဲ့အောင်လုပ်တာဘယ်လိုမျိုးလုပ်ကြလဲမိတ်ဆွေတို့ဟိုလက်နဲ့လေးအကြမ်းမြင်လေးပြောပြမယ်ကျွန်တော်ငယ်တော့ဆိုရင်ဗျာဟိုမီးကိုကြက်တိုက်တာမီးကုန်းငွေပေးတာတို့အုပ်ထားတာတို့ကောက်ရုပ်ပုံအောင်အုပ်တာစသည်ဖြစ်ပေါ့နော်အဲ့လိုမျိုးတွေလုပ်ကြတယ်ဆိုတော့မီးကုန်းငွေခုနပြောတယ်မီးကုန်းငွေနဲ့ကျွန်တော်မှိုက်တိုက်တယ်ဆိုတာဘာကြောင့်လဲဆိုတော့မီးကုန်းငွေထဲမှာဆိုရင်သူကရှင်းမဲ့စေတဲ့ဟိုမုန်းလို့ခေါ်တဲ့ဒီအီတလင်းပေါ့နော်အီတလင်းတက်ပါဝင်နေတယ်ပြီးတော့ကျွန်တော်တို့မိတ်ဆွေတို့ကျညာတိပေါ့နော်ကျညာတွေမှာဆိုရင်ဒီမျက်နှာတစ်သေးတွေမှာဆိုရင်ဖုံနဲ့မီးကုန်းငွေတွေကမိတ်ဆွေတို့ရဲ့မျက်နှာတွေကိုရင်းဆေးတယ်ပေါ့ရင်းမဲ့စေတယ်ငွေယူပြမှုတွေကိုထိခိုက်စေတယ်အဲ့ဒါတော့အဓိကတော့မီးကိုမှာသူကဒီရင်းမဲ့စေတဲ့ဟိုမုန်းတဲ့ပြောဖြစ်တဲ့အီတလင်းတက်ပါဝင်နေတယ်အဲ့တော့ကျွန်တော်တို့ပညာရှင်တွေကတော့ဒီပေါ့နော်ရင်းမဲ့စေအနေနဲ့ထွင်ကြတယ်ထွင်တဲ့ခါမှာအရင်ကတော့ကျွန်တော်တို့နိုင်ငံတော်များမှာပိတ်ထားရတာတခုရှိရဲသူကကယ်ဆီယမ်ကာဗိုက်ဆိုတာပေါ့နော်သူကတော့ဒီနည်းနည်းအနေများအကြောင်းလဲပါတယ်ခုနောက်ပိုင်းတော့ကယ်ဆီယမ်ကာဗိုက်ကိုကျွန်တော်နိုင်ငံမှာလဲသုံးတာတော်တော်နည်းသွားပါပြီအဲ့တော့ခုနောက်ပိုင်းသုံးတာကတော့ခုနပြောတယ်အီတလင်းပဲသုံးများတယ်အီတလင်းကသူ့အနေနဲ့လာတာတော့ဟိုအရေးအနေနဲ့လာရင်အီတဖုံးလို့ခေါ်တာပေါ့နော်အဲ့ဒီကောင်လေးကိုရေလေးနဲ့ဖြော်လိုက်တယ်ဖြော်ပြီးတော့ဒီငပြောဒီပဲဖြစ်ဘာဒီပဲဖြစ်အဲ့ကောင်လေးဆိတ်လိုက်တာဖျက်လိုက်တာလှုပ်လိုက်တယ်ဆိုရင်ဒီကောင်ကရပ်ပိုင်းတွင်းကိုရင်းမဲ့သွားတယ်ပေါ့နော်ရင်းမဲ့သွားတယ်ဒီအီတဖုံးကနေပြီးတော့အရေးဖြစ်ပြောင်းပြီးတော့အငွေ့ပြန်ဖြစ်သွားတယ်အသီးနဲ့ထိပြီးတော့ပေါ့နော်သူကအီတလင်းပြန်ဖြစ်သွားတယ်အားကြောင့်မလို့မိတ်ဆွေတို့အသီးတွေမှာလည်းအီတလင်းထွက်တယ်ဘယ်လိုထွက်လဲဆိုတော့ဒါကြမှဲ့နေတဲ့အသီးနဲ့ဟိုအကောင်းသီးနဲ့တစ်လုံးနဲ့လုံးကတ်ထားလိုက်တယ်ဆိုရင်ကျန်တဲ့သီးတွေလည်းမှဲ့လွယ်တယ်ချစ်ချင်းငပြောကြီးကိုပါဆိုတိတာပေါ့နော်ဒါအသီးတွေမှာလည်းအီတလင်းတန်ငွေထွက်တယ်ရင်းမဲ့စီတဲ့ဟိုမုံထွက်တယ်ပေါ့နော်ဆိုတော့ဒါဆိုရင်အပင်တွေမှာအသုံးပြုတဲ့ဒီဓာတ်ကအီတလင်းတန်ငွေဆိုတာမိတ်ဆွေတို့သိပြီချင်းတယ်ဒီမှဲ့သေးရင်းမဲ့သေးတွေကလည်းလူတွေပေါ်ကျမ်းမာရေးမှာချိကိုက်မှုတွေရှိတယ်အဲ့လိုကြောင့်မို့လို့ဒီဆေးသုံးတဲ့ဟာတွေဆိုမစားနဲ့ဘာညာဆိုပြောကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မှလည်းရွေးချယ်စားများစားတော့မရှိပါဘူးဆိုတော့အီတလင်းကြောင်းလေးဒီနေ့တင်ဆက်ပေးလိုက်တာပါဗီဒီယိုလေးကြိုင်းနေတဲ့ like follow လေးလုပ်ခဲ့ပါကျွန်တော်တို့ကစိတ်နဲ့စီရပါကျေးဇူးများတင်ပါတယ်